လည်းတဲ့ရမှာဗျာသူ့နေရမှာပြီကိုအရှင်ဖျားနဲ့ကြုံလို့တပည့်တော်သိကျင်တာရေးစမ်းမရဘူးဘာများလို့လဲဖြေနေတာကိုဖြေပါမယ်အရှင်ဖျားတို့ဒိတ်ခုလို့ဘာလို့ခေါ်တာလဲတန်ត្រာလေးကိုကြောက်တတ်တဲ့ပုဂ္ဂိုလ်နောက်တနည်းကအဝတ်ပိုင်းပိုင်းပြက်ပြက်ကိုချုပ်ပြီးဝတ်လို့ရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်ကိုဘိက္ခုလို့ခေါ်တယ်ယဟန်ဆိုတဲ့အဓိပ္ပာယ်ဟောပြအရဟတတဇလို့ခေါ်တဲ့သာသနာ့တကုံဝတ်ကိုဝတ်တဲ့ပုဂ္ဂိုလ်ပေါ့အမနာဆိုတော့ဒီလေသာကိုငြိမ်းအောင်ပြုနေတဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ဆုံးကုန်လုံလောက်ပါလုံလောက်ပါတယ်ရှင်ဖျားတို့ပွားတော့တယ်နေရာကြတော့ဗျာတပည့်တော်တို့လောကီလူသားတွေမှာတော့သမင်းတို့ဟင်းတက်ခွက်တယ်အင်မတန်လုံးဝဆိုင်ရတယ်အစသာရရဒီကလည်းကြီးလုံးလောက်ပါအရှင်ဖျားတို့မှာတော့တကားတွေတက္ကမတွေချစ်ပြုတ်ပြီးတယ်အစဉ်တင်တာပြီးဆုံးခံနေဟောပြတပည့်တော်အခုလျှောက်ထားမိတော့ပြီးခံတော့ပြီးခံပါလေပြီးခံပါလေသမဏဆိုတာကိလေသာမှငြိမ်းအောင်ကြိုးစားနေတဲ့သူလို့ဦးဇင်းပြောခဲ့ပြီလေကိလေသာ10ပါးဆိုတာလောဘဒေါသမောဟမာနဒိဋ္ဌိဝိသိကိစ္စထိနာဥဒိစ္စအဟိဟိတနောတတ္တတွေပဲမဟုတ်တာဒေါသခေါမအောင်ပြီးခံနိုင်တဲ့အလေးချင်းရှိပါလေဟာဘာဆိုလိုတာကခင်းတနတ်တွေလူသားရတာတို့ဟာအင်မတန်မှဆင်းရဲပင်ပန်းစွာရှားရပူရချစ်ရပြုတ်ရပါလေဟဲ့လို့လူတွေကူကူဆုံးအဲ့လိုလေဆိုနေတာဒီလိုသဘောမျိုးမဟုတ်ပါဘူးတပည့်တော်မလျှောက်တတ်လို့ထားပါဒီသဘောပဲထားပါသူရင်းပြောနေတာကရွာသူရွာသားများဟာသမင်းတို့ဟင်းတစ်ခွက်ဖြစ်ဖို့ဘယ်တော့မလွယ်သလဲဆိုတာဒါယကာများမှသာသိနိုင်တယ်လို့ဒါယကာတို့ကလောင်းပြရဲ့ဆုံးကိုယဟန်များကစားရတာလည်းဘယ်တော့မလွယ်သလဲလို့ယဟန်များမှသိနိုင်တာပါကွာဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တနဲ့ပြည့်စုံတော်မူသောဘုရားမြတ်စွာကုလိုတိုင်းဆုံးခံစားလို့ရှိပါဘူးဒီတာဝကများကိုလည်းဆုံးခံရတာစားစီပါအလုံးကြီးကောင်းဖြင့်ဆုံးခံစားတဲ့ယဟန်ကိုချီးမွမ်းလို့ရှိပါဘူးဒါကတော့တခါကြားပြီးပါလိမ့်မယ်ကြားဖို့ပါလေဗျာဒီတော့ရွာသူရွာသားများဟာသင်္တနတ်တွေပရိယေတနာဒုက္ခဘယ်လောက်များနေလဲဆိုတာကျမ်းရှင်ကိုရောမြတ်ကြီးကမသိဘဲနေတယ်လို့ထင်တယ်မသိဘဲနေလို့ဟုတ်ပါဘူးတပည့်ကြီးကဉာဏ်တော်ဆိုတာမတတ်ဘူးမသိတယ်ဉာဏ်ဒုံတော်ကြီးတွေဒီလိုမလားမှန်ပါတယ်မြတ်စွာဘုရားကဒီတာဝကများကိုဒီလိုကူးစားတယ်လို့မလွယ်ကူကူဆုံးခံထားကြရောလို့သိပြီနော်ခင်ဗျာမထင်ဝတ်ပါဗျာတပည့်တော်မထင်ဝတ်ပါဘူးရှင်ဘူးဆိုပေမဲ့အချင်းချင်းရပဲဖြစ်ဖြစ်ပြောပြတယ်တခါနားပြီးတော့နားပြားပြီဗျာမှဥစွာဝိုးရွာရွာနေပြီးကျမ်းမာနေတဲ့ခန္ဓာချင်းကိုဖြစ်ကြရတယ်။ရွာရဲ့ကိုသုံးခံသွားရမယ်ဆိုရင်တင်းမှန်ကိုဝိအပေါ်ယုံတို့ကိုအဝန်းကြီးအောင်တတိထားပြီးသင်္ကန်းယုံကြရတယ်။လေပင်လက်ကောက်ဝိတို့ကိုလုံလုံချုံချုံရှိစေကြရတယ်။တပိတ်ကိုတည်တည်ချာချာစောင့်ရှာပြီးယထာသဘောတစ်ပြင်လောက်သာကြည့်ရဲ့မျက်လွှာကိုအောက်သို့ချပြီးသွားကြရတယ်ပြားထောက်ရပဲဖြစ်စေဖနှောက်နင်းရပဲဖြစ်စေကလေးသူငယ်များကစားပြီးရှောက်တယ်လို့မဖြစ်အောင်ခြေလမ်းကိုလည်းတတိထားကြရတယ်မိမိဆုံးခံလေးရှိတဲ့အိမ်ကိုအချိန်မှန်မှန်ရောက်ဖို့ကြိုးစားကြရပါတယ်
တော်လုံးနေလဲစွန့်မရနောက်ကြတယ်နေလဲစွန့်မကြဒါကြောင့်အချိန်မှန်မှုအရေးကြီးတယ်အဲ့တော့ဒီလိုတော့ဝေရော်ဖြစ်နေတယ်အဲ့ချိန်စားချိန်အလုပ်လုပ်တဲ့အချိန်ချင်းကြတဲ့အချိန်ဘယ်ဟာမှမမှန်တာလူ့ဝတရားကြီးလိုဖြစ်နေပါလေဗျာဒါယကာမတို့ကဆုံးလာလောင်းတဲ့အခါလိုချင်တယ်လို့မလိုချင်တယ်လို့အမူအရာမျိုးမပြရဘူးလောင်းလူတွေစိတ်ချမ်းသာအောင်လေးစားခံယူကြရတယ်မိမိကြိုက်တာမကြိုက်တာအဓိကမဟုတ်ဆုံးလောင်းလူတို့တရားထက်တန်မှုဒါအရေးကြီးတယ်မိမိအနေနဲ့ကပူပူနွေ့နွေ့လိုချင်တယ်အေးကိုရရင်ရအေးကိုလိုချင်ပါမှအပူကိုရရင်ရတအိမ်ကဆုံးနဲ့တအိမ်ကဆုံးအမျိုးစားအပြော့မှာတူချင်မှတူမယ်ဒါကိုလည်းလက်ခံရရတယ်ဆုံးလောက်နေတဲ့အခါတပိတ်ကူသာစိတ်ဆန်းထားရတယ်ဘယ်ကိုမှမကြည့်ရဘူးဆုံးရင်းလို့ဆိုရလဲတော်လိုက်လို့ခံယူရတယ်လောဘတကြီးနဲ့တပိတ်ပြည့်မောက်နေအောင်မခံရဘူးရွာထဲကိုဆုံးခံသွားတယ်ဆိုရင်ခဏမစည်းရဘူးပေါ့အဲ့ဒီတော့ရွာလန်းကအညစ်အကြေးတို့ညစ်ပတ်ပေးရင်းနေတဲ့နေရာတို့ကိုရှောင်ကွင်းမရတဲ့အခါနင်းတယ်နင်းကြရတယ်ညံ့တက်တွေကိုလည်းတီးခံရတယ်အင်ညိုအင်ညာတော့ရောက်တဲ့အခါရောက်ရတယ်ပေါ့ရှုံပြီးရွေခါဖုန်ကခွက်ပိုက်ခါအင်းစင်ရက်ပြီးရာစကားအလားမလောင်းတချို့လောင်းတချို့အောက်ကျုပ်ခါရှာကြရတယ်ဘယ်နဲ့လဲတကားရဟန်းတို့ကိုဆုံးခံရတာဒီမဲ့တွင်မလားအဲ့ဒီလိုခံလို့ရလာတဲ့ဆုံးကိုဘယ်လိုစားရတယ်ဆိုတာတကားသိအောင်ပြောအောင်ပဲအတိအမြဲရှိတဲ့ရဟန်းမြတ်တို့ဟာယူရူပြောပါပြီးဆုံးကိုမမီဝဲရပါအားအိမ်မလားရှိဖို့မမီဝဲရပါကိုအင်ကပြည့်ဖြိုးလှပဖို့အတွက်မမီဝဲရပါရေစင်းပြည့်စုံမှုအတွက်မမီဝဲရပါရုပ်ခန္ဓာတည်မြဲုံသာမီဝဲရပါပြတ်တယုံသာမီဝဲရပါပင်မချင်းငြိမ်းအေးစိတ်နှောငါသာမီဝဲရပါသာသနာအကျိုးမဲ့ဖို့ကြိုးချီးမြှောက်အားထုတ်ဖို့ရတာမီဝဲရပါခေါင်းဖြစ်သောဆင်းရဲဝေဒနာကိုပယ်၍အတိတ်ဖြစ်သောဆင်းရဲဝေဒနာမဖြစ်စေခြင်းကသာညီဝဲရပါတယ်မိမိကိုကျမ်းမာရေးနှက်တာခြင်းအပြစ်မရှိခြင်းကချမ်းသာစွာယဟန်ဖြစ်နေရခြင်းကသာညီဝဲရပါတယ်လို့အမြဲဆင်ခြင်ပြီးစားကြရပါတယ်တခါအဲ့ဒါဟာတာမဏေဘဝကလေးကစွန်တင်ငန်းကြောင်းစည်းတို့ပေါ်မှာပြည့်စွဲခဏတင်ရတဲ့တရားတွေဖြစ်တယ်ဘုန်းကြီးเจ้าမှာကိုရင်ဝေဖူးရင်ပရိသင်္ခယောနိသောပိဏပါဒံပရိသေဝါမိလို့ဆိုရကြရတယ်ပြီးတော့ကြီးညိုလာပါတော့ဗျာနေဦးတကအဲ့ဒီလိုစင်ကြီးလုံးကမဟုတ်ဘူးလူတို့ကအသက်သခင်လို့လေးစားကြတဲ့ဆုံးကိုရဟန်းတို့ကလည်းယူယူတည်တည်စားကြရတယ်ဆုံးစားတဲ့အခါတပိတ်ကူတာစိုက်ကြည့်ပြီးစားရတယ်တပိတ်ပကံထဲမှာရှိတဲ့ဆုံးကိုအစဉ်အတိုင်းတစစားရတယ်ဟင်းတွေကိုလည်းအတိုင်းတဲ့လိုမစားရဘူးတောင်းဥအလားအလွန်ကြီးမားတဲ့ဆုံးလို့ကိုမပြုတ်လို့ရဘူးင်းလို့မထက်မီစွန်းလို့ကိုတေးသေးတက်တက်ပါဇက်နဲ့တော်လောက်လို့ဝုန်းဝိုင်းပြုတ်ပြီးစားရတယ်ဘရင်းဝါကိုစွန်းလို့မြောက်ခင်ပါဇက်ဟမထားရဘူးပါဇက်သေးကိုလက်ငါးချောင်းဖြစ်စီတစ်ချောင်းဖြစ်စီမတွင်းရဘူးပစောင်းပါစွန်းလို့ထားပြီးမစားရဘူးစွန်းလို့ကိုရှာပေါ်တင်ပြီးပါဇက်သေးကိုမတွင်းရဘူးစွန်းစားတဲ့အခါစကားမပြောရဘူးပါဇက်ကလည်းပြက်လို့အတန်မမြင်စေရဘူးရှူလို့အတန်ထွက်အောင်နှင်းရကိုမတောက်ရဘူးလက်ကိုရှာနဲ့ရက်ပြီးမစားရဘူးအပိတ်ကိုချစ်ပြီးမစားရဘူးဒါကြောင့်တန်ခါနေတဲ့တောเจ้าတွေမှာဖြစ်စီတန်ခါများတဲ့ကျောင်းတိုက်ကြီးတွေမှာဖြစ်စီစွန်းစားတဲ့အခါငြင်းတက်တက်ရှိတော်မူကြပါလေ
ဘယ်နဲ့လဲတကားတို့ပင်မခံရှာရတဲ့သမင်းကိုယဟန်တို့ပေါ့ဆဆမစားရအောင်ဗုဒ္ဓကအဲ့ဒီလိုဆုံးမပြညတ်ခဲ့ပါလေခုမှတပည့်တော်ပြည့်စုံကြားပြရပါလားခင်ဗျာမပြည့်စုံသေးပါဘူးတကားဒါကဆွန်းစားတဲ့အမူအရာလောက်သာရှိပါသေးတယ်ဆွန်းစားတိုင်းရှေ့ရှုဝင်စားရတဲ့စိတ်အစဉ်ကိုတကားသိအောင်ပြောဦးမယ်စားတောက်နေရတဲ့ဒီအာဟာရသည်အစီသားဩဇာတွေဖြစ်လို့တဏှာဖြစ်ရန်အန္တရာယ်ရှိတယ်သားငယ်ရဲ့အသားကိုစားရတဲ့ပမာမိန်စရာမကောင်းတဲ့အစာပါတကားလို့သတိထားရတယ်သားငယ်အသားကိုစားတဲ့ပမာဆိုတာရှင်းပြပါဦးဗျာတရားရောအခါကဂန္ဓာယတစ်ခုကိုဖြတ်တန်းသွားလာကြတယ်ထဲကုန်တဲ့သူကိုဘိုးသူတို့ကတိုက်ခိုက်လူရဲ့တက်ဖြတ်ကြတဲ့အခါုံတယ်လင်များမြောက်ဟာနုစုသားငယ်လေးကိုပါပြီးဒီဘေးကလွတ်အောင်ပြေးခဲ့ကြရတယ်စာရည်စာမရှိတဲ့တေကန္နာရထဲမှာခြေလျင်ခီးနဲ့နေစဉ်ရက်ဆက်လာခဲ့ကြတဲ့အတွက်အစာရည်စာပြက်လက်ပြီးအားလုံးပြေးရရမှုရှိနေကြတယ်ကလေးကိုတော့တိုက်ဖို့လုံးမထွက်တော့ဘူးအဲ့ဒီလိုနဲ့ဆယ်လောက်ကြာတဲ့အခါမှာရွာတရားကိုလှမ်းပြီးပြပြကလေးမြင်ရတဲ့နေရာကိုရောက်လာအဲ့ဒီအချိန်မှာနေကလည်းပူအစာရည်စာကလည်းပြက်လက်လို့လူနေတဲ့ကလေးကလေးမှာတေဆုံးသွားရပါရောမိခင်ဖခင်တို့မှာသားအတွက်ပရိဒီမနဲ့ငိုကြွေးကြရရှာတယ်သူတို့မှလည်းအားရင်ပြက်လက်လို့မတ်တက်ကလဲတော်မူဖြစ်လာတယ်နင်းနေရတဲ့ဟိုဝေးကရွာကိုအခုခုစားရင်တော့ဖြင့်ရောက်နိုင်ကြရှိသေးတယ်အခုခုမှမစားရရင်တော့ဖြင့်သူတို့လည်းပဲတားငယ်လေးလို့ပြေးရမှာအမှန်ပဲအဲ့ဒီအခါမှာတားငယ်ရဲ့အလောင်းကိုမြေမှာမမြုပ်တော့ပဲဟုတ်ကင်စီမံပြီးအာဟာရအဖြစ်စားကြရပါတယ်အဲ့ဒီလိုအခြေအနေရစားကြရတဲ့မိခင်ဖခင်တို့မှာရတ္တတဏှာရဲ့လို့တတ်မဲ့စရာရှိနိုင်ပါဦးမလားအဲ့ဒီအကြောင်းအရာကိုဥပမာတင်စားပြီးပြောရခြင်းဖြစ်ပါတယ်ကွာဆွမ်းစားပြီးရင်လေဒီဆွမ်းကြောင့်ဖြစ်တဲ့စေတနာစေတသိက်တို့ဟာဘုံသုံးပါးမှာပြိတ္တိနေရဖို့ဘေးရန်တဲ့မျိုးရှိစေတယ်လို့အမှတ်ထားရတယ်ဒီဆွမ်းကြောင့်ဖြစ်တဲ့စိတ်ဟာနာယုတ်ဖြစ်အောင်လဲဆွဲဆောင်တတ်တယ်လို့တရားအမှတ်ထားရတယ်ဘလို့ထင်တယ်လဲတကားတို့ရဲ့ဆွမ်းမှာယဟန်တွေအတွက်ရတာခံနိုင်ကြရှိပါသေးတယ်လားအင်မတန်ပြတ်ပြီးတော့ပါဗျာဒီတဲ့ကျေပြတ်တဲ့သဘောရှိသေးတယ်တကားနားထောင်ပါဦးသုံးဆောင်မြန်လဲဝါပြီးချက်ချင်းနန်းစင်းပြက်ပြဲယုံွယ်လှလှမမြင်ရရတာမျိုးကြနိုင်ပြီလို့တွေးရတယ်တွေးပြီးကြီးလေတလိရောင်စုံချွေးလို့ဖြစ်ရတယ်ဒိုစာဝင်သွားသောအစာရင်ဟူဒီကမြစ်ပတ်လှတယ်စာမကြည့်ရင်စီစီလှုပ်လို့အပြုတ်ထနေတတ်တယ်ကြည်ပြန်တော်လဲအကြီးအဖက်အဆက်ခွဲခွာဟောင်းရတယ်စာမကြည့်ရင်ယောဂါထွေ၍ကြည်ပြန်တော်လဲသွေးသားတိုးပြီးစီအိုရွှင်အိုင်ကျင်ဆိုင်ထွားကြီးအချင်းကြီးတော့ချွေးပုံများတာဖြစ်လာတယ်။ညကြာသာခံ၍စိတ်ယူထွက်ကြရကုန်။ဒီတို့အစားကြိုးစားရှာ၍ရတာစုပေါင်းစားရကြောင်းကအိမ်ဟောင်းကြားကန်ရတဲ့ကဲ့သို့လေဝင်ရိုးကိုစီထိုးရပြီးတဲ့ကဲ့သို့အစာနှင့်လေကြောင်းတစ်ခေါင်းတွင်အမှိုက်သွင်းပြီးပမာအချင်းချင်းမတိရှာကြပဲငါစားသည်ဟုပြညတ်ကြတယ်။စားသူငါကမရှိပြီသွားတကားလို့ဝိသုဒ္ဓိမြတ်မှာဆိုထားတဲ့အတိုင်းရှင်းမြင်ရတယ်။တပည့်တော်တို့စားတဲ့သမင်းတနတ်တဲ့ရန်တို့စားတဲ့ဆွတ်တနတ်ကပို့ပြီးတော့ဆင်းလာပါဗျာအခုပြောခဲ့တဲ့များလောက်နဲ့ဗုဒ္ဓရဲ့အလိုတော်ကြပြည့်ပြည့်စုံပြီအဆိုဝင်သေးပါဘူးတကားဥပဇင်းမသိသေးတဲ့သိက္ခာနဲ့စေတနာတွေအများကြီးကြံမိသေးတယ်ယေတေတိကုလရာဇမယေတေတိကုလရာဇမအဝေဒေကုသလမူလာယေ
န္တရာဘေးကထွက်ပြေးလူမြောက်လူကြတဲ့ယဟန်တို့မြည်သည်နေ့နေ့ညညဒန္ဒဒူရဝိပဿနာဒူရဆိုတဲ့ဒူရနှစ်ပါးနဲ့သာအချိန်ကုန်ကြရပါတယ်လွတ်လပ်တဲ့အချိန်ပို့ဆိုလို့တခဏလေးတောင်မှမရမရှိခဲ့ကြပါဘူးဒါကြောင့်စာဝတ်နေမှုမှာတရားတရားရှိတဲ့ဒါယကာမများကိုအမိတဟဲပြုကြရပါတယ်ဒီတော့တယောက်ကျေးဇူးတူးမြတ်တာဆိုသလိုသူတို့အကျိုးရှိအောင်လဲကိုကပြုကျင့်ရပါတယ်သူတို့ကိုလည်းညွှန်ကြားရပါတယ်ဒါကြောင့်လူညွန့်ခူးစားသူများလို့အထင်မမှားလိုက်ပါဘူးမမဝင်ပါမှားနိုင်စရာအကြောင်းလည်းမရှိပါဗျာစွန်းနဲ့ပတ်သက်လို့ပုံသက်တွေအဖြစ်ပြများအစမတန်ရှိခဲ့ပြီလေအကျေပြောလို့ကုန်မှာမဟုတ်ပါဘူးဒါယကာတို့လူရဲ့စွန်းတနက်စားရတိုင်းဒန္တရာကျွေးတစ်ထက်တင်တယ်လို့ယဟန်မြတ်တို့ကမိန့်တော်မူလေးရှိကြပါတယ်အကျဉ်ယဟန်ဒီစွန်းကိုမစင်ញင်မဲစားညာအံ့ထိုယဟန်ဒီရဲနီသောတန်တွေကဲကိုစားသည်မြည်ဤလို့အကိခံတော်ပမတုတ်မှာအဲ့ဒီလိုဗုဒ္ဓကပြင်းထန်တတိပြီးတော်မူခဲ့ဘူးပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ဥပဇင်ပြောပြပါဦးမယ်ဗုဒ္ဓသာသနာနှစ်ဦးပိုင်းလောက်ကတောကျောင်းတစ်ကျောင်းမှာမဟာတန်ခရခိတမထေရကြီးတစ်ပါးရှိပါတယ်ကုမာရဘာသာတို့လူတော်မနေ့ကကြံတဲ့စွန့်ကြံလေးကိုစားမလို့ပါဗျာမနေ့ကကြံတဲ့စွန့်ကြံထမင်းကြံပေမဲ့ရှားဘူးလောင်တတ်တယ်ဂရိထစာကျမဗျာပฏิကူလဘာဝနာကိုယူမယ်နော်မွန်မြတ်စားတော့လက်ကျူအပ်ဘာဝနာပါဇတ်တပေါက်စားကာတော့ကိုးပေါက်ယူစီးတာနှစ်တက်စားတော့လျက်အထွက်ယွန်စရာစားတော့ဝိုင်းကထုတ်တိခါကွယ်ရပုံးလို့တာတညတာမြတူလောင်ကြပုတ်ရအကုန်တာပฏิကူလအာဟာရပွားကြဘာဝနာအေးပြစ္ဆောခဏတင်ပြီးတော့စားကျမဗျာပရိသံဃာယောနိတောဗိနပါတံပရိဒေဝမိနေဝတဝါယနမန္တယာနမန္တနာယနဝိဘဝဒနာယယာဝဒေဝဣမတ္တကာယတထိတိယာယပနာယဝိဟိန္ဒုပရတိယယမတတိယနုကာယဣတိပုရဏေသဝေဒနာပရိဟငာမိနဝံဇဝေဒနာနောဘတိတမိယတလာသမေဘောဟိတတိအနာဝိတာရသဖာသဝိရာရောသအဲ့ဒီလိုစင်ញင်သုံးဆောင်ပြီးတဲ့နောက်ကိုရင်ကလေးဟာမကြာမီပင်ယဟန်နာဖြစ်သွားပါတယ်။အော်စရာပါဗျာ။ကြီးညိုစရာလည်းကောင်းလာပါလေဗျာ။နောက်တစ်ကြောင်းလည်းရှိသေးတယ်တကား။ရှင်းတုန်းကယဟန်တစ်ပါးဟာတရားတရားပြည့်ဝတဲ့တာမိမြောက်ရဲ့အင်ရှိမှာစူးရလိရှိတယ်။မပေါ်နဲ့သမီးညကျတဲ့သမီးများကိုပဲရုံနဲ့မနေ့ကအမေအဝစားပြီးပြီ။ညနေစာလဲအိမ်မှာရှိတဲ့ရှင်းပြီးရှိတဲ့ကလေးနဲ့အမေတို့သားပြီးဖြစ်တယ်လို့ချက်ပြုတ်စားကြတာပေါ့ကွယ်။ဖြစ်ပါရဲ့မေရဲ့။သူကကြားလာတဲ့ကိုတော်လေးအတွက်တော့အမေတို့တက်တက်ဖင်ထားတဲ့ဆိုင်ရင်ဆန်ကောင်းလေးကိုစီဦးထောက်မနဲ့ချက်ပြီးစားလိုက်တော့သမီး။သိချပါမေ။သမီးချက်နေပါပြီ။ကဲစဉ်းစားလိုက်စမ်းလာကပြီလား။အဲ့ဒီဓာယိကာမသားမိမင်းအမေလည်းမဟုတ်ဘူးမင်းနှမလည်းမဟုတ်ဘူးမင်းရဲ့အတော်မင်းရဲ့တူမလည်းမဟုတ်ဘူးမင်းနဲ့ဝိသားတော်ဆက်တဲ့ဆွေမျိုးသားချင်းတွေလည်းမဟုတ်ဘူးမင်းရဲ့ခင်မင်ရင်းနှီးနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းမဟုတ်ဘူးမင်းရဲ့ကျေးဇူးခံကျေးဇူးသားတွေလည်းမဟုတ်ကြဘူးတို့ပါရဲ့နဲ့သူတို့လောင်းမစားရတဲ့သွန်းမွန်သွန်းမြတ်စီဦးထောက်ပတ်တူနေ့စဉ်နဲ့အမျှဘာအကြောင်းကြောင့်မင်းကိုလောင်းလူနေကြဗုဒ္ဓရဲ့အဆုံးအမကိုခံယူပြီးယဟန်တရားကိုကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်လို့ယုံကြည်တဲ့အတွက်ကြောင့်ပေါ့အဲ့ဒါအမှန်ပေါ့ဒီတော့သူတို့ရဲ့စေတနာတရားတရားနဲ့ထိတ်တန်အောင်ကို့မှာအကျင့်သီလအာစရနဲ့မပြည့်ဝခဲ့ရင်သူတို့စွန့်ကိုစားရမှာရှက်စရာကြောက်စရာ
တန်တရားမှာဝင်လေးစရာကြီးတာဖြစ်တော့မှာပေါ့ဒီတော့အခုချိန်ကစပြီးသီလသမာဓိပညာဆိုတဲ့ယဟန်တို့ရဲ့သိက္ခာ၃ရပ်ကိုအပြီးအပြတ်ပြည့်စုံပါတော့မယ်လို့မင်းစိတ်ကိုဆုံးဖြတ်လိုက်တော့နာဂတိနာမထေဟာသုံးငါမအပြန်ကြောင်းမရောက်ခင်လမ်းမှာပင်အရဟတမေခင်ဉာဏ်လင်းကိုရတော်မူပါတယ်အလွန်ကြီးညိုစရာကောင်းလာပါလေဗျာလူတဲ့လူမှလည်းအကျိုးရှိဖုံးပေးတဲ့ယဟန်တော်မှလည်းအကျိုးရှိတာပေါ့ဗျာအဲ့ဒီလိုနှစ်ဦးနှစ်ဝအကျိုးရှိကြတဲ့ပုံသက်တွေတခုလေတော့ပြအောင်မယ်ဗျာဒီဟိုကျွန်းမှာနကုလလို့အမည်ရှိတဲ့သူစင်းရဲတယောက်ရှိတဲ့တော်ပြပြီလားကွာမဟာကာမဟုတ်ကဲ့ကိုကြီးရတော့ဒီနေ့တော့တော်ပြပါပြီဒီနေ့သမီးသူ့သားဒီလိုခွန်းသာရှာမှာပဲဟုတ်ကဲ့တော်ကြည့်ပြီလားကွာအခုတကူလားဆို7နှစ်ပြည့်ပြီပေါ့ကိုကြီးရဲ့သူ့စုံကြုံကြပေါ့ကွာဒီတခါတော့ကျွန်တော်တို့သားပါနေရောမကွဲမကွာနေကြတော့မှာပါဝင်လာပါလေကွာဝင်လာပါတော့တော့ကိုကြီးရတော့ခရီးလာမှချမ်းသာပါစေချမ်းသာပါစေချမ်းသာပါစေသူကယောဟနာရွာသားလားတို့နဲ့ဒီရွာထဲသားလေကွာသူခင်ဗျာရင်နာသူ့မလေးကြီးညိုပါရဲ့သင်ရင်သဘောရင်းကလည်းပြင်မွေ့ပါရဲ့ဆင်းရဲလိုက်တယ်လေလုံးမရောကွာဟောမေဦးကြီးနဲ့နေရတာကွာအဲ့ဒါမဟာကာမမှာအလုံသွားလို့တော့အဲ့ဒီမှာပဲအိမ်တော်ကြအဲ့ဒီမှာပဲသမီးလေးမွေးပေါ့မကြပါဘူးသူ့အမေကြီးလည်းအနိစ္စရောက်သူ့မိန်းမလည်းမီးကတွေးစုံယောဂနဲ့နာရာရှိဖြစ်အကုသူရတဲ့ကြောက်စီကောဒီလိုနဲ့သူ့မရကလည်းသေးရရောကွာဖြစ်ရလီဗျာမဟာကာမတထေးစီမှာဝေ12ကျအကျွေးတင်တာနဲ့9နှစ်သမီးလေးကိုတောင်းထားခဲ့ရ3နှစ်အကျော်မှမရွေးနိုင်လို့ရှိရင်ကြေးပင်ကျုံမယ်ဖြစ်ရမှာလေဖေရဘူးတော့ရွေးနိုင်ရှာပါပြီကွာသူခင်ဗျာဒါကြောင့်ရွှင်လန်းလန်းဝမ်းပန်းတသာဖြစ်နေရှာတာကိုလာရေးပြန်တော့လေမြင့်သမီးဥဒ္ဒတာပြန်အားမှာပေါ့ခလေးမလေးကရုပ်ကြီးနဲ့တန်တန်ပြန်ပြန်ရှိတယ်စကားပြောရင်လည်းချစ်ချင်းငငပြောတတ်အလောက်ကိုင်းမှလည်းထားရကြွကြွရှိတယ်ဒါကြောင့်မင်းသာလာမရွေးနိုင်ရင်ငါအပိုင်ရတော့မှလို့ထင်နေတာကျွန်တော်မှတွေ့တာစရာဆိုလို့ဒီသမီးလေးတယောက်တည်းရှိပါလေခင်ဗျာဟုတ်ပါကွာဒီလူရင်လည်းလောက်ကြအောင်လားနကူလိုက်ဒီငွေလည်းမင်းပြန်ကြ
နောက်ထငွေ90လည်းငါကပေးလိုက်အောင်ဥဒ္ဒတာနဲ့မတူမင်းပြန်သွားလိဘယ်နဲ့မရက်ဆက်ချင်ပါနဲ့ခင်ဗျာကျွန်တော်သမီးလေးကများများခေါ်ပေးပါတော့ရက်စက်ကမဟုတ်ဘူးကွာမင်းသမီးလေးလူလိုသူလိုနေနေအောင်ပြောနေမင်းနဲ့လာနေရင်ဒီရတုန်းကတက်နိုင်ပါမလားသမင်းတောင်နတ်မအောင်သားမှာမဟုတ်ဘူးကမတထေးမင်းကျုပ်ပြန်ဆက်ပြီကျွန်တော်သမီးလေးအမြန်ပြအပ်ပါဒါလည်းပြောရစေကာမဏီဟဲ့ကာမဏီဥဒ္ဒတာကိုခေါ်ပေးလိုက်စေတနာဝေဒနာလို့ထင်ကြရင်တော့မင်းတို့ထိုက်နေမင်းတို့ကံပေါ့ကွာကျွန်တော်ကလည်းကံကိုင်းအကျိုးကိုယုံတဲ့လူတယောက်ပါတထေးမင်းသမီးအဖေလေသမီးဝေးသေးတယ်လေတကားအနုရာရကိုဝေးလာပါသေးတယ်ရှင်ဗျာညနေဆောင်လို့နေဝင်ဖြိုးပြလောက်မှရောက်နေကြရှိပါတယ်ဗျာဩဘယ်တော့မကောင်းဗျာအရှင်ဗျာဆုံးကိစ္စပြီးခဲ့ပါပြီလားဗျာမပြီးခဲ့သေးဘူးတကားဒီတော့ကြီးကလူနေအိမ်ကြီးဝေးလာသမို့ဆုံးအတွက်ခက်ခဲရှိပါလိမ့်မယ်ရှင်ဗျာကိစ္စမရှိပါဘူးကွာရဟန်းတို့မြည်ပြီးဘိတ်ကိုရည်ကျင်းပြီးတောက်ရင်လေဆုံးကိစ္စပြီးနိုင်ပါလေတုံးပြိပံတော်ဘဂဝါတော်တာဝကတံတော်ဥစုပြိပံတော်ဘဂဝါတော်တာဝကတံတော်ညာယပြိပံတော်ဘဂဝါတော်တာဝကတံတော်တမြစ်စိပြိပံတော်ဘဂဝါတော်တာဝကတံယရိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတာဘဂဝါတော်တာဝကတံအာဟုနေယောပါဟုနေယောဒက္ခိနေယောအစ္စလီကရဏီယောအနုတ္တရံပုညခိတံလောကတံအနုတ္တရံပုညခိတံအနုတ္တရံပုညခိတံရတမအောင်ဗျာဒီခါတော့ဗျာဒီနီနာဝင်းကျင်မှာခီးသွားတူးတလေနဲ့တွေ့လို့ပညာဆိုးချသွားပြစီဗျာတတိတော်သနာသွားအပြင်ခွင့်ပေးတော်မူမကြရပါဘူးဗျာအေးလေဒီနေရာမှာခိတ္တခဏတော့အပန်းဖြေနားနေပါဘူးတဲ့အခါသဘောအတိုင်းရှိပါသေးတယ်ဒီမှာဗျာကိုသိကုတ်ပေါ်မှာအစင်သိပါလေဗျာစတော့ပါဒီနေရာမှာတက်တော့ပါတယ်ဗျာပြီးတော့မကြသေးပါဘူးဗျာ
မလုပ်နဲ့တိုင်းနေတဲ့မှာအသက်ပါသွားမယ်ဟုတ်လားတွေးလားကျွန်တော်ရမ်းမဟုတ်ပါဘူးခင်ဗျာဒီအမိတ်ဆွေစီမှာဟိုစားစရာဘာစားစရာဟိုမုတ်ပဲသေးစားလေးဖြစ်ဖြစ်ထမင်းတုပ်လေးဖြစ်ဖြစ်တခုခုစားစရာများပါမလားလို့ပါတော့မိတ်ဆွေကျွန်တော်စားဖို့မဟုတ်ဘူးခင်ဗျာကျွန်တော်စားဖို့မဟုတ်ပါဘူးခီးသွားရဟန်းတော်တစ်ပါးကိုကျွေးချင်လို့ပါအမလေးတိုးကြီးခေါင်ထဲမှာနိဗ္ဗာန်ဆိုနဲ့လာတွေ့နေရစွန်းတော်ထားလို့ဝင်းတော်မှာအနိုင်กว่าသိရလားဒီမှာခင်ဗျားကြောက်အလကားမယူပါဘူးဗျငွေပေးမှာပါကျုပ်ကိုရောင်းမဲ့သားမှာလောက်ပြီးမှာတကြဗျာအိုးငွေတချမ်းနဲ့တော့တလန်းလုံးအငတ်မခံနိုင်ဘူးတက်ကြဟဲ့လူဒီမှာကျုပ်လေးကြပေးမယ်ဗျာမြန်လုပ်ပါဗျာမွန်းတက်နေခက်တော့မယ်အယောင်းဝယ်လုပ်တယ်ဆိုတာကာလဒေတာအလိုက်အခွင့်အရေးကိုအသုံးချရတယ်ကွာမင်းမလည်းဒီတဲ့မကပါလိမ့်မယ်ထင်တယ်ခင်ဗျာလောဘကြီးလားဗျာအိုးလောဘကြီးဆိုငါနာမယ်ကွာကိုလောဘတဲ့ကဲကိုလူဟောတာကျုပ်စီမှာပါသမျှအကုန်မဲဗျာ12ကြဗျာ12ကြဒါလောက်နဲ့မှခင်ဗျာလောဘမတတ်နိုင်ရင်လဲသုံးတနတ်ကိုမကတ်လိုက်ရရုံမရှိဘူးကဲဒါလောက်ဆိုတော့လဲဟာမလုံနိုင်တော့ပါဘူးပေးငွေတို့ရော့ထမင်းတို့အခန်းသိမှာပဲဗျာဝန်တန်လိုက်တာတပည့်တော်ရဲ့ဆုံးကိုခံယူတော်မူပါဗျာသာဓုဒါတဲ့တခါရဲ့တရားကိုချီးမြှောက်ရအောင်ဒီဆုံးရခဲ့ဖို့ရှောက်စမ်းပါဦးခရီးသွားတူထံမှာတပည့်တော်ပါသမျှငွေ12ကျပ်နဲ့ဝယ်ခဲ့ရကြောင်းပါဗျာတန်ဖိုးကြီးလာပါကလားတခါဒီငွေများဟာတပည့်တော်သမီးလေးကိုကြုံအဖြစ်မှရွေးရန်3နှစ်တိတိစုခဲ့ရကြောင်းပါဗျာအိုးတခါရဲ့တရားဟာအမနန်ရှိလိုက်လေဤဆုံးကိုတပည့်တော်ဒီတန်ခါကုံတော်ကိုတရားမြတ်နိုး၍လှူဒါန်းပါ၏ဖေဟာသာဓုတခါရဲ့ဒါနဟာတာမန်ဒါနမျိုးမဟုတ်တော့ဘူးတခါပုဒ္ဒပရိစာကဟုဆိုအပ်တော့သာသမီကိုစွန့်ပြီးလှူတဲ့အမှုဖြစ်နေပြီဤဒါနကောင်းမှုသည်ဆင်းရဲခြင်းဟုသည်များတို့တွင်အဆင်းရဲဆုံးဖြစ်သောတန္တရာကိုဆင်းရဲမှဘဝတူတူဖြင့်လွတ်မြောက်ရပါလိမ့်မည်ဗျာတခါအလိုရှိတယ်လို့ဘဝတူတူနဲ့နိဗ္ဗာန်ကိုရောက်ပါစေယခုပြစ္ဆကဘဝ၌ဒီအာယုဝနာဒုက္ခဗလာပฏิဘာနာဒီဟုသောသွန်အကျိုး၅ပါးနဲ့ပြည့်စုံပါစေတည်းပြည့်တဲ့ဆုနဲ့ပြည့်ရပါစေဗျာကောင်းပြီတခါလဲဒုရာခီးကိုဆက်ပြီးတော့ကျွန်ုပ်လည်းဒီကဆွန်စားပြီးတယ်အနုရာရပြည်ကိုခီးဆက်တော့မယ်ဒီမှာကုလဘယလာဘမတွေ့သမီးငယ်ဤဘဝနဲ့လဲပြီးတန်လျာကိုဆင်းရဲမှလွတ်မြောက်ရအမှန်နိဗ္ဗာန်ကိုရည်မှန်း၍တူတန်းသောဤဆွန်းသည်မြင့်မြတ်လာပြီစွာဒါကြောင့်ငါကိုယ်တိုင်ယခုတထိုင်တည်းနဲ့အာသဝကင်းကွာ၍ယဟနာဖြစ်ပြီးမှဤဆွန်းကိုငါစားတော်မယ်
မရှိလို့လှူလို့မရှိတဲ့အထက်ကလှူတာငါလိုလူသဘူမှရှိသေးရဲ့လားဟဲ့စင်ရသာဒါယကာရဲ့ဆွန်းကြောင့်ငါအတွက်တည်းယဟန်ကိစ္စပြီးပြီးတန်တိဒုက္ခရခဲ့ပြီသွန်တကာရဲ့ဒုက္ခကိုတည်းငါကဲတင်ပြီးမှယထာဘူတကြတော့ဩငါရဲ့အာယုပရိစေတကလည်းဒီနေ့မှရည်တွက်ပြီး9ရက်မြောက်၌ပြိဋိဘံပြုရတော့မှာပါကောင်းပြီယခုအနုယာရပြည်သို့ဇံခီးဖြင့်သွား၍ဘယင်ကာကဝဏတိတ်တမင်းတရား၏ကိုးွယ်ကိုခံပြီးမှပြိဋိဘံပြုငါအားသာဓုကိလနာပူဇော်ခြင်းဖြင့်ပူဇော်ကြသည့်အခါငါယုတ်ကလတ်ကိုကိုစွန်းတိုင်ကကိုယ်တိုင်မှငါအလောင်းကိုကြွပါသည်ပါတော့ဒုံလဘောလောကတံမနုဿတ္တဘာဝဒုံလဘောဒုံလဘသရသံပတ္တိအဲ့ဒီလူတော့တာရဲပေပဲကြည့်ခဲ့ပူပါရဲ့အခုလို့သမီးရွေးပုံဝင်12ကြအကုန်ပေးပြီးတော့သွတ်ကနဝဲကျွေးခဲ့တဲ့ဆိုတဲ့တရားတရားမျိုးကတော့ရဲရဲတောက်ပါရမီရှင်တွေတရားတရားမျိုးမှုအာဩတရားချီးမွမ်းတရားတာရုခေါ်တရားလို့ပဲပြောရမလားဟုတ်ကဲ့ကျွန်တော်အတူအဖို့ဘာကကိုတထေးကြီးကလည်းအမျှပေးပြီပါလေအမျှပါခင်ဗျာတာရုပါဗျာတာရုကဲဣတာလည်းပြပြီပဲသမီးလေးသူ့ဒါနဲ့ပြေဖို့မလိုတော့ပါဘူးနော်ဟုတ်ပလားကဲမောင်ရင်သွားလူကသွားနေမှာလေသွားတော့ကျွန်တော်အခုလာတာသမီးလေးကိုအပိုင်အဖို့အကြောင်းတစ်ခုတည်းမဟုတ်